glow glass ထားအောင်ဆိုလို့ရှိရင်အဲ့လိုဒီဟာလူမယ် foundation ပါပါကြည်ကြည်ပြပြ glow လေးပေါ့နော်ကိုမျက်နှာအသားနဲ့တက်ထက်ကြတာကြာရင် liquid foundation ကို choice စိတ်ချတာမှု100 ခိုင်တော့ပဲเนาะအဲ့လေးကတော့01လေးသုံးပါတယ်02ကအသားညိုအသားလက်01အသားဖြူလေးပေါ့เนาะအဝါပေါက်ထုတ်ထားဖြစ်တဲ့ကြောင့်မို့မြန်မာလူမျိုးသားတွေအတွက်အဆင်ပြေတယ်ဒီပတ်ပေါ်ပါပဲညှစ်ချလိုက်တယ်တစ်ညှစ်ပေါ့เนาะအဲ့လိုတစ်ညှစ်အဲ့လိုတစ်ညှစ်ပေါ့เนาะ hydrated foundation ဆိုတော့အဲ့လိုမျိုးလေးအဲ့တော့ဒီလိုလေးလုပ်ပြီးတော့လုပ်လိုက်တယ်အကောင်လုံးဒီ liquid ရထွက်ထားတဲ့ဟာလေးကအဲ့လိုအေးလေးတွေပဲကွာမျက်နှာပေါ်တင်လိုက်လို့ရှိရင်ဒီမှာလဲပေးတော့ပို့သေးရเนาะဒီလိုလေးဒီမှာကြည့်စီเนาะ तू ကသူ့ရဲ့အားတာချက်ကပြီးသွားပြီเนาะအဲ့လိုဂလိုးနေရနော်တဲတီတို့ဓာတ်လေအပြင်မှာဒီဟာထက်9ဆလောက်ပိုလှတယ်သိလားအပိုစာသားပြောတာမဟုတ်ဘူးနော်သုံးတဲ့သူတွေသိတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့လေးကပစ္စည်း quality ကိုပြချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ iPhone camera နဲ့ရိုက်တာကင်မရာနဲ့ရိုက်တာတော့မျက်နှာလေးကိုကြည့်လိုက်နော်အသားနဲ့တက်ထက်တဲကြပြီးတော့ glow ကြည်ပြောင်နေရပဲเนาะဒါတော့ make up သားမတက်သေးဘူး make up လူထားတဲ့ look ပုံစံမျိုးမဟုတ်ဘဲနဲ့ skin ကောင်းတဲ့ပျော့ပျော့ glow look လေးကိုရနေရပါတော့เนาะအရင်မိုက်တယ်